အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲနေကောင်းကြမှာကြပါစေလို့ကျွန်တော်ဖန်နေပြီးတော့မှစတောင်းပေးပါတယ်တခုကကျွန်တော်ကဒီနေ့ကကျွန်တော်မြို့ထဲသွားပြီးတော့မှကျွန်တော်ပေါ့နော်သွားတွေ့ပေါ့နော်brace တက်လာခဲ့ပါတယ်brace တက်လာကကျွန်ဒီနေ့ကကျွန်တော်ရဲ့ပထမဦးဆုံးနေ့ပဲဖြစ်ပါတယ်တချို့ဒီခါကျတော့က brace တက်ပြီးအရန်နာတယ်လို့သူတို့ပြောကြတာပေါ့နော်ဒါပေမဲ့ဒီတစ်ခါခါကျတော့ကျွန်တော်ပထမဆုံးစတက်ပြီးမှလည်းနေရတာတော့တိတ်တော့အဆင်မပြေဘူးနော် used to မဖြစ်ခါကျတော့အဲ့ဒီတခုပဲဖြစ်တယ်နာရတော့မရှိပေါ့နော်ဒါပေမဲ့ကျွန်တော် brace မတက်ခင်ကကျတော့အဆင့်၄ဆင့်သွားခဲ့ရပေါ့နော်အဲ့ဒီအဆင့်၄ဆင့်ကပါလဲစကားကျတော့ပထမဆင့်ကကျွန်တော်သွားတွေကိုပေါ့နော် deep cleaning လုပ်ပြီးတယ်ပေါ့နော် tension အရင်လုပ်ပြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သွားရဲ့ဒီထက်ငါရင်အန်သွားရဲ့ပေါ့နော်အမဲလေးတွေဆိုင်နဲ့သွားပိုးပုံစံမျိုးပေါ့နော်မျိုးတွေရှိခါကျတော့အဲ့ဒါတွေအရင်တန့်ရှင်းလုပ်တယ်တန့်ရှင်းလုပ်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်ကသွားဖာထားတဲ့ရှိခါကျအန်သွားပေါ့နော်သွားဖာထားတဲ့ခါကျတော့ထားတာတွေရှိခါကျတော့ဆရာဝန်နေပြီးတော့မှအန်သွားတွေပေါ့နော်သွားဖာထားတဲ့နေရာသူပြင်ပေးတယ်ပြီးရင်နောက်တစ်ဆင့်ကကျတော့ polish ပြန်လုပ်ပြီးရပေါ့နော်ကျွန်တော်သွားတွေကိုပေါ့နော်တန့်ရှင်းပြန်လုပ်ပြီးတယ်လုပ်ပြီးနောက်ဆုံးခါကျမှတော့ကဒီ brace တက်ပြီးရပေါ့နော် brace တက်ပြီးတာပဲဖြစ်ပါတယ်အခုလောဆယ်ကကျတော့သွားနှုတ်တော့ရမယ့်ဟာတွေတော့လောဆယ်တော့မရှိသေးဘူးပေါ့နော်သူတို့ကကျတော့ဆရာဝန် suggestion ပေးခါကျတော့ဒီပေါ့နော်အရင်လောက်ကြည့်ပေါ့နော် brace တက်ပြီးတော့မှအခြေအနေကြည့်ပြီးတော့မှသွားနှုတ်ရမယ့်အခြေအနေရှိမရှိဆိုတာကသူအဲ့ချိန်ရောက်မှပဲသူဆုံးဖြတ်မှာပေါ့နော်အခါကျတော့အခု brace စတက်ကလေးကသွားနှုတ်ရမယ်ဆိုတာကကျတော့အမျိုးတော့မဟုတ်ဘူးเนาะအခုနောက်မှပေါ့เนาะသွား brace တိုင်းနဲ့သွားနှုတ်ဖို့လိုလားမလို့ဆိုတာနဲ့ပတ်သက်ပြီးတော့မှသူအကြံပေးခဲ့တာပဲဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ horror ဆုံးတော့ရှေ့ order ပေါ့နော်သွားစီးလိုက်တဲ့အခါဒီမျိုးစီးရဟောတာခရီးရခေါ်ဆိုရင်ကျွန်တော် dog ဆိုရင်နည်းနည်းခေါ်နေပေါ့နော်ခေါ်နေကကြောအဲ့ဒါလေးပြင်ချင်တယ်ဒီ2026မှာပေါ့နော်အဲ့ဒါလေးနဲ့ပြင်ချင်ကကျတော့က brace တက်ရခြင်းပဲဖြစ်ပါတယ်ပထမဆုံးသမင်းစားတဲ့ခါကျတော့ကဝါတော့ဝါခဲ့ဘူးเนาะဒီတိုင်းပဲညူချပေါ့เนาะအတွေ့အကြုံလေးတွေပေါ့အခါကျတော့ကတချို့လူတွေကကျတော့ကျွန်တော်တွေ့ပူတဲ့လူကကျဘာဖြစ်လို့ brace တက်လဲဆိုတော့မေးကောင်းမေးလိုက်မယ်ပေါ့နော်ကျွန်တော်တွေ့ခါကျတော့လူအဲ့လိုထင်တဲ့အတွက်ကြောင့်လို့ကျွန်တော်တက်ရခြင်းပဲဖြစ်ပါတယ်ဆရာဝန်လည်းပြောပေါ်နေသွားကိုနောက်ပေါ့နော်ဟဲ့နောက်ဒီခေါ်နေဟာနောက်ဖက်တီပေါ့နော်အမျိုးဖြစ်ချင်တော့သွားကအပေါ်နှစ်ချောင်းလုပ်ရမယ်အောက်နှစ်ချောင်းလည်းလုပ်ရမယ်လို့သူပြောရပေါ့နော်ဒါပေမဲ့ let's see ပေါ့နော် after a few months လာနေရင်တော့နေပြီးဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ကျွန်တော်မသိသေးတဲ့အတွက်ကြောင့်မလို့အဲ့ဒီချိန်မှာပဲကြည့်ကြအောင်ပေါ့နော်သွားလုပ်ရမယ်မလုပ်ရအောင်ဆိုတာအခါကျတော့သွားလေးနှမျိုးဆိုင်လုပ်ရရင်ခုပြောဖို့ကြံခဲ့တယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်သွားလောက်တာပေါ့နော်နှစ်နာရီနီးပါတော့မှကြာခဲ့တယ်နှစ်နာရီနီးပါတော့ကြာခဲ့ဆိုကျွန်တော်သွားပိုင်းဆိုညောင်းတလားမင်းနဲ့အဲ့မျိုးသွားတန်းရှင်းလောက်တဲ့အခါမှာအကြာကြီးပဲငိုချင်တာပေါ့နော်အကြာကြီးပါစားဟာပြီးအစားကျွန်တော်ဒီ brace တက်တဲ့အခါကဆိုခဏလေးနဲ့ပြီးပေါ့နော်ဒီသွားတန်းရှင်းလေးလောက်တဲ့ဟာရဲ့သွားဖာတဲ့ဟာနဲ့အရန်ကြာခဲ့ပေါ့နော်တနင်္လာနေ့ကြော်အောင်ကြာခဲ့ဆိုတော့အကောင်လုံးကြီးပါတနင်္လာနေ့ပါလောက်ကြံခဲ့ပေါ့နော်တနင်္လာနေ့ပါလောက်ကြံခဲ့ကြာခဲ့ကြံခဲ့တော့ကြာခဲ့တယ်ပေါ့နော်အခါကျတော့ဟိုလေသွားရတော့မှအခုထိညောင်းနေတယ်လို့ခံစားရတယ်ဒါပေမဲ့အခုတော့အဆင်ပြေတော့ပါပြီညောင်းနေဒါပေမဲ့အဆင်ပြေနေပါပြီ2026မှာဒီထက်ပိုပြီးတော့မှပဲချောဖို့ပဲကြာမှာတော့ပဲခင်ဗျာအဲ့လေပတ်သက်ပြီးမှကျွန်တော်ကကိုပြန်ပြီးတော့မှပေါ့နော် document ပြန်လုပ်တာပဲဖြစ်ပါတယ်လို့အားလုံးပဲစနေဆုံးကြည့်ပြီးတဲ့အတွက်ကြောင့်လို့ကျေးဇူးအများတင်ပါတယ် good night ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်နောက်တစ်နေ့ပေါ့နော် day 2စနေရက်မြောက်နေ့မှာဆိုရင်တော့ကျွန်တော်တော့ကစာနာနေပေါ့နော်စာနာနေကကျွန်တော်ဒီနေ့ပေါ့နော်သွားစီကြည့်တဲ့အချိန်ခါကျတော့နားနေပေါ့နော်ခါကျတော့ဒီနေ့မှာစာနာပေါ့မနေ့ခါကျတော့
ဆေးရဲ့အရှိန်နဲ့လာမသိဘူးနော်ရန်တော့မနာနေဒီနေ့ကတော့စနာနေပါတယ်လို့ဘယ်နည်းလောက်နာနေမလဲတော့မပြောတတ်သေးဘူးအဲ့တော့ let's see အားလေးအန်တိတ်ပါလို့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကကျတော့ကျွန်တော် brace starter က9ရက်မြောက်နေ့ပဲဖြစ်ပါတယ်9ရက်မြောက်နေ့မှာကကျတော့အရင်နေ့ဒီလိုမျိုးပဲအရန်ရုံမနာတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အရင်နေ့တွေကတော့ခါကျတော့ကဆရာဝန်ပေါ့နော်ဒီကနော်ဒီဟိုနောက်ဆုံးလာဆိုရင်လေချွန်ချွန်လေးတွေဖြစ်နေခါကျတော့ကျွန်တော်ရဲ့ပါဆောင်နဲ့တွားပြီးတော့မှချိမိခါကျတော့ကဒီမျိုးဟိုနော်အပူကန်တယ်မျိုးဖြစ်သွားတာပေါ့နော်အပူကန်တယ်မျိုးဖြစ်သွားခါကျတော့ပါဆောင်တွေလည်းနာပေါ့နော်ဘာမှလည်းစားလို့မရဘူးအရေးတွေပဲတောက်လို့ရတာပေါ့နော်အခါကျတော့4ရက်စလုံးခံခဲ့ရပေါ့နော်အခါကျတော့ဒါပေမဲ့လည်းနောက်တစ်နေ့ရောက်ခါကျတော့ကစေခန်းပြန်သွားပေါ့နော်စေခန်းပြန်သွားပြီးတော့မှဆရာဝန်နေပြီးတော့မှဒီမျိုးဟောနော်ညနည်းနည်းပေါ့နော်လုံးလေးလိုမျိုးသူတို့ပြန်လောက်လာပြီးရပေါ့နော်လိုမျိုးလောက်ပြီးခါကျတော့ပို့ပြီးမှကျွန်တော်တက်ပို့ပြီးတော့မှအဆင်ပြေတော့ပေါ့နော်အခုကကျတော့9ရက်မြောက်နေ့စကားကြတော့က it's getting better ပေါ့နော်ပို့ပြီးမှအဆင်ပြေလာတယ်ပို့ပြီးအဆင်ပြေလာပြီမလဲဒီနေ့ခါဆိုလေတူတူဆန်းကျွန်တော်ရဲ့သွားတွေကျွတ်နေတယ်လို့မျိုးပဲလေused to ဖြစ်လာလို့လားမသိဘူးငါကပါစလေးကျင်းနေခါကျတော့ဒီနေ့ပူကြည့်တယ်လို့မျိုးခံစားရပေါ့နော်ဒါပေမဲ့လက်စီပေါ့နော်နောက်ထပ်ဒီ25ရက်နေ့ပြည့်ပြီးနောက်ပိုင်းခါကျကျွန်တော်ကပြန်တော့ပြမှာပေါ့နော်ပြန်တော့ပြတဲ့အခါမှာဆိုသူတို့ကပြန်ပြီးတော့မှဆွဲစီမတင်တယ်ဒီဟိုကြီးချောင်းလေးလို့ကြီးချောင်းလို့ခေါ်လားမသိပါဘူးဒီညချောင်းသေးလေးကိုလည်းပြန်ပြီးတော့မှလဲမဲ့တင်တယ်ပို့ပြီးတော့မှနည်းနည်းပေါ့နော်ကြီးတဲ့ဟာတတ်မလားတော့မပြောတတ်သေးပေါ့နော်အခုကကျတော့ကကိုကတီညပေါ့နော် brace နဲ့used to ဖြစ်အောင်ပေါ့နော်ဒီညပုံမှန်လေးပဲ brace ကတီးလေးပဲတက်ထားပြီးရပေါ့နော်okay it's cool အခုလောလောဆယ်ပေါ့နော်အစားစားတဲ့အခါမှာဆိုရင်အရှိသွားကလုံးဝကိတ်လို့မရပေါ့နော်ကိတ်လို့မရကကြောကျွန်တော်သမင်စားတဲ့အခါမှာပဲဖြစ်ပေါ့နော်ဟိုအန်သွားဟိုနောက်ဆုံးနေစားရတာပဲဖြစ်ပါတယ်အန်သွားနောက်ဆုံးစားရပြီမဲ့လေကျွန်တော်ကဒီဖက်နဲ့ပဲဝါလို့ရပါတယ်ဒီဖက်ကကျတော့ဝါလို့မရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီအန်သွားတစ်ချောင်းကကျတော့ကဖာထားတဲ့ပေါ့မြန်မာနိုင်ငံကဖာထားတဲ့ sorry မြန်မာနိုင်ငံကဖာလာတဲ့အန်သွားတစ်ချောင်းခါကျတော့ကလေးဟိုအစင်မပြေကကျတော့သူတို့နေပြီးတော့ပြန်ဖာထားခါကျတော့အခုလောလောဆယ်ကဟိုအရေးတောက်ရင်တောင်မှအရန်ကြီးကိုပေါ့နော်ကျင်နေခါကျတော့စားလို့လည်းမရဘူးဝါလို့လည်းမရပေါ့နော်ရေးတောက်ရင်မှကျင်နေခါကျတော့နည်းနည်းတော့အစင်မပြေနေပေါ့နော်အခါကျတော့သမင်းစားတဲ့အခါမှာဖြစ်တကူစားတဲ့အခါမှာဖြစ်ဒီဖက်ကအန်သွားနေပဲဘွားနဲ့ပဲရှေ့ဆက်နေရတာပေါ့နော်လေကျွန်တော်ရဲ့ brace ချင်းရဲ့ update လေးပါခင်ဗျာ